သူလှုပ်သွားဖို့ခီးထွက်တိုင်းသူ့မိမကပြတင်းပေါက်မှာအမှတ်သားတစ်ခုချိတ်ထားတတ်တာကိုသတိထားမိသွားတယ်ပထမတော့အလှဆင်ထားတာလို့ပဲသူထင်ခဲ့တယ်ဒါပေမဲ့တရက်မှာတော့အိမ်ကိုစောစောပြန်လာမိရာကနေသူ့မိမဖောက်ပြန်နေတာကိုသိလိုက်ရတယ်အဲ့ဒီတော့မှပြတင်းပေါက်မှာချိတ်ထားတဲ့အမှတ်သားဟာသူ့မိမနဲ့လင်ငယ်တို့ရဲ့အချက်ပြတဲ့အရာဆိုတာသူသဘောပေါက်သွားတယ်ရင်ခွဲမတက်ခံစားခဲ့ရပေမဲ့သူဟာချက်ချင်းပြဿနာမရှာခဲ့ဘူးအဲ့ဒီစာဒီထက်ပိုကောင်းတဲ့လက်စားချေမဲ့အစီအစဉ်တစ်ခုကိုသူကြံစီလိုက်တယ်နောက်တစ်နေ့မှာသူ့မိမကိုအိတ်ဆေးတိုက်ပြီးအခန်းထဲမှာပိတ်ထားလိုက်တယ်ပြီးတော့ပြတင်းပေါက်မှာအမှတ်သားကိုပြန်ချိတ်ထားလိုက်တယ်ဂျာကူလီကောင်လည်းအဲ့ဒီအမှတ်သားကိုမြင်ပြီးပျော်သွားတယ်ညရောက်တော့သူ့မိမစီကိုတိတ်တိတ်လေးရောက်လာခဲ့တယ်သူလည်းနောက်ကတိတ်တိတ်လေးလိုက်သွားပြီးသတိမေ့သွားအောင်ရိုက်ချလိုက်တယ်ပြီးတော့ဂျာကူလီကောင်ကိုချက်ချင်းမရှင်းပစ်ခဲ့ဘူးအင်ဂျီရချွတ်ပစ်ပြီးသူ့ညီမရဲ့ကတ်တင်ပေါ်မှာစောင်းနဲ့ပတ်ပြီးသွားထားလိုက်တယ်ဘာလို့လဲဆိုတော့သူ့ညီမရဲ့ရီစားကအဲ့ဒီညမှာသူ့ညီမကိုခိုးပြဖို့စီစဉ်ထားတာကိုသူသိလို့ပါအခြေအနေတွေကသူစီစဉ်ထားတယ်လို့ဖြစ်လာခဲ့တယ်သူ့ညီမရီစားကအပြင်ကနေခေါ်တော့ပြန်ထူးတံကြားလို့အခန်းထဲဝင်လာတယ်စောင်းနဲ့ထုတ်ထားတဲ့ဂျာကူလီကိုသူ့ရီစားထင်ပြီးလှေပေါ်ကိုတဲပြီးခိုးပြေးသွားခဲ့တယ်လှေပေါ်ရောက်လို့စောင်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရီစားမဟုတ်ပဲယောက်ျားကြီးဖြစ်နေတာကိုတွေ့သွားတယ်သူ့ရီစားအဲ့ရပေါ်မှာဝင်အိတ်နေလို့ဆိုပြီးဒေါသရက်ကြီးနဲ့ဂျာကူလီကိုဝိုင်းရိုက်ကြရတယ်ပြီးတော့ပင်လယ်ထဲကိုပြစ်ချလိုက်တယ်ဒါပေမဲ့ဂျာကူလီကရေကူးပြီးထွက်ပြေးခဲ့တယ်သူကတစ်ချက်လေးတစ်စည်းပေါ်ကနေအားလုံးကိုမြင်နေတော့လှေနဲ့လိုက်သွားပြီးဂျာကူလီကောင်ကိုလှေတက်နဲ့ရိုက်ချပြီးနဂါးမင်းစီကိုပို့ပေးလိုက်ပါတော့တယ်